皆さんこんにちは。ဒီနေ့先生ရှင်းပြပေးမယ့် grammar pattern လေးကတော့နံပါတ်80ပေါ့နော်။နာနေနာနေပါအီနော်နီဆိုတဲ့ grammar pattern လေးကိုဒီနေ့ရှင်းပြပေးပါမယ်။အဲ့တော့လေဒီခေါင်းစဉ်မှာမင်းတို့ကြည့်လိုက်ပါ။ခေါင်းစဉ်မှာဗာပြောထားလဲဆိုရင်ဤခေပါအီနော်နီလို့ပြောထားတယ်နော်။အဲ့ဒါကလေဘာကိုပြောလဲဆိုရင်မင်းတို့ M4 မှာသင်ခဲ့ရတဲ့ jaw ခန်းခဲပါနော်။ jaw ခန်းခဲကိုပြောင်းမယ်ဆန်းစီတို့က verb တွေနော် adjective noun adjective noun တွေကို jaw ခန်းခဲပြောင်းမယ်ပြောင်းပြီးလို့ရှိရင်နောက်ကနေအီနော်နီဆိုတာလေးကတ်လိုက်ရုံပါပဲဒီ grammar pattern လေးကအဲ့တော့မင်းတို့က M4 မှာ jaw ခန်းခဲဆိုတဲ့နော် grammar pattern လေးကိုမင်းတို့တွေနားလည်ခဲ့မယ်စာကြည့်ခဲ့မယ်ဆိုရင်တော့ဒီနေ့ရဲ့ grammar လေးမှာတော့မင်းတို့ခံတန်းတယ်เนาะလုံးဝလွယ်လွယ်ကူကူနဲ့မင်းတို့တွေလေ့လာလို့ရမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့เนาะဒီ image အဓိပ္ပာယ်လေးကိုကြည့်မယ်ဆိုရင်တဲ့ a ဘ e နော်နီးတဲ့เนาะ a ဘ e နော်ဘယ်လိုမျိုးလဲဆိုရင်ဟာနာရှိတဲ့ကဟာနာရှိတဲ့ဆိုရင်ပြောတဲ့ speaker ကA တဲ့အပ်တဲ့ဟိုရှိကဆိုတဲ့နိုင်เนาะအဲ့တော့ A တဲ့အပ်တဲ့ဆိုတာ A ကိုဖြစ်စေခြင်းနဲ့เนาะဖြစ်စေခြင်းနဲ့ဆိုတဲ့နိုင်ဖြစ်စေခြင်းခဲ့ပြီမဲ့လဲအိမနော်ဂျော်ခေကိုဇန်နန်နီအမိုးတိုခီနီစုခါဦးတဲ့เนาะသူကတော့ဖြစ်စေခြင်းပြီမဲ့အဲ့လိုပုံစံမဖြစ်လာတဲ့เนาะအခြေအနေတွေကိုဇန်နန်နီအမိုးတိုခီစိတ်မကောင်းစရာလို့တွေးမိတဲ့အခါမျိုးမှာသုံးတဲ့ပတံပါတဲ့အဲ့တော့မင်းတို့တွေကဒီ M4 မှာတော့ကဂျောခန်းကဲဆိုရင်လျင်လို့ပြောခဲ့တယ်เนาะနိုင်နာနေဖြစ်လျင်တို့ဘာလို့ဆိုလို့ရှင်ဆန်းစီတို့ကဂျောခန်းခဲကိုသုံးတယ်ပေါ့เนาะဒါပေမဲ့ဆန်းစီတို့ကဒီ M3 မှာကြတော့သူ့ရဲ့ဒီဂျောခန်းခဲနဲ့အီနော်နီဆိုတာလေးပေါင်းလိုက်မယ်ဆိုရင်သူကတော့ဒီလိုမျိုးလို့သူထင်ထားတယ်ဒီလိုမျိုးဖြစ်ရမယ်လို့သူထင်ထားပေမဲ့အဲ့လိုပုံစံမျိုးဖြစ်ဖဲနဲ့เนาะဖြစ်လာခဲ့တဲ့အခြေအနေကိုမှာဒီအိုက်တဲ့ဟာနာရှိတဲ့ပေါ့နော် speaker ကဇန်နန်နီအိုမိုတိုခိလုံးဝကိုစိတ်မကောင်းဖြစ်တယ်လို့တွေးမိတဲ့အခါမျိုးမှာသုံးတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်မြန်မာလိုသူ့ကိုစီလျော်အောင်ပြင်ရမယ်ဆိုရင်ရှိတဟိုးကဤလောက်တာကောင်းရဲ့သားနဲ့ဆိုတာမျိုးတွေပြန်လို့ရပါတယ်အဲ့တော့ဒီလောက်ဆိုရင်တော့မင်းတို့တွေသူ့ရဲ့အဓိပ္ပာယ်လေးကိုနားလည်မယ်လို့ထင်ပါတယ်เนาะအဲ့တော့သူ့ရဲ့ဆယ်စုစုခုကိုကြည့်မယ်ဆိုရင်ဂျောခန်းခဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ verb ဆိုလို့ရှိရင် 4 line ပြောင်းမယ်ဘเนาะဘာလိုက်မယ်ပြီးရင် e နော်နီနဲ့ကတ်လိုက်မယ်ဥပမာအဖြစ် ikema ဆိုရင် 4 line ပြောင်းတော့ ikemas အဲ့တော့ ike ဘာ e နော်နီဆိုပြောင်းလိုက်တာပေါ့ e adjective ဆိုရင်ဆန်စီတို့ကငကို e adjective မှာ e ကိုဖြုတ်မယ်ခဲတယ်ဘာနဲ့ပေါင်းမယ်အဲ့တော့စာမူကြီးမလားစာမူခဲတယ်ဘာဒါ M4 တုန်းကသင်ခဲ့ရတာဒါပေမဲ့ M3 ကျတော့ဆန်စီတို့ကစာမူခဲတယ်ဘာ e နော်နီဒီလိုပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ဆန်စီတို့ကနာ adjective ဆိုရင် M4 မှာနာရပြောင်းခဲ့တယ်ဂျောခန်ခဲဆိုတဲ့အကြောင်းနာရအဲ့တော့နာရဆိုလို့ရှိရင်ဆန်စီတို့ကနာရရဲ့နောက်မှာ e နော်နီဆက်လိုက်ရုံပဲနောင်လည်းဒီတိုင်းပဲနာရနောင်နာရ e နော်နီဒီလိုပုံစံမျိုးသွားမှာပါအဲ့မှာဆန်စီတို့က9 form ပေါ့နော် verb ဆိုလို့ရှိရင်9 form အခါ9တို့ဒီလိုမျိုးတွေနော်သုံးကျင်နေဆိုရင်9မှာ e ကိုဖြုတ်ပြီးတော့ခဲတယ်ပါလေးပေါင်းလိုက်မယ်နော် e နော်နီနဲ့ပေါင်းလိုက်ရုံပဲအဲ့တော့အခါနာခဲတယ်ပါ e နော်နီဒီပုံစံမျိုးဖြစ်သွားတာပေါ့အဲ့လိုပဲ e adjective ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲဗာလဲဆိုရင်စာမှုခု9အဲ့တော့စာမှု e နော်စာမှု e ဆိုရင်ခု e ကိုဖြုတ်မယ်ခု9ဖြစ်သွားတယ်အဲ့တော့စာမှုခုနာခဲတယ်ပါ e နော်နီလေးပေါင်းလိုက်ရုံပဲနောက်တစ်ခုကကြာနာ adjective ဆိုရင်ဆန်စီတော့ဂျသုံးတယ်လေအဲ့ဒါခါကျဂျနာခဲတယ်ပါဤနော်နိဒီလိုမျိုးသုံးတယ်နောင်လည်းဒီတိုင်းပဲနောင်ဂျနာခဲတယ်ပါဤနော်နိဆိုပြီးတော့ဒီပုံစံအတိုင်းလေးပဲသုံးသွားတာပါအရန်လွယ်ပါတယ်နော်အဲ့တော့ဆန်စီတို့တွေ Ranshu လုပ်ကြည့်ကြဆို一起班ကもっとတဲ့တာနိုရှင်းတဲ့ဟာတရာခဲပါဤနော်နိတဲ့もっとဆိုတာပို့ပြီးတော့တာနိုရှင်းတဲ့ဆိုတာနော်တာနိုရှိခုပျော်ပျော်ရွှင်ရွှင်နဲ့ဟာတရာခဲပါဤနော်နိနော်ဗာလဲအလုံးလုံးနိုင်မယ်ဆိုရင်ကောင်းရဲ့သားနဲ့နော်အဲ့တော့ရှိတာဟိုးကအေးနော်နေဟုတ်တယ်မလားလောက်တာကောင်းရဲ့သားနဲ့ဒီလိုပုံစံမျိုးပေါ့နော်သူကတော့ပို့ပြီးတော့တာနိုရှိခုနော်ဗာလဲဆိုရင်ရှိကိုတိုစုရုတို့သူကထင်ထားတာရှိတဲ့ဟိုရှိပေါ့နော်လောက်ထားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်သူကတခုခုပေါ့အလုတ်ထွက်သွားတာတော့လည်းကောင်းဒါမှမဟုတ်ရှင်အလုတ်ပြောင်းသွားတာတော့ကောင်းပေါ့နော်ဖြစ်တဲ့အခါမှာအဲ့ဟာနာရှိတဲ့ဆိုတဲ့ speaker ကြီးကနော်ဇန်နန်
ဇန်နန်နိနော်အိုမိုတဲဣခေပါအီနော်နီပြောလိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးမှာဒီပတ်တန်ကိုသုံးပါတယ်နိဗန်ခုနအပါတူတဲ့ဒီအပါတူတိုက်ခန်းပေါ့နော်တိုက်ခန်းကဆိုရင်မော့စကိုရှိဟီရိုခဲပါအီနော်နီနာတဲ့မော့စကိုရှိနည်းနည်းလေးလောက်ပဲဟီရိုခဲပါဆိုတာကကျဲမယ်ဆိုရင်အီနော်နီနာကောင်းပါပဲကျဲတာကောင်းတယ်ဟုတ်တာရှိတာဟိုကအေးဟုတ်တာကျဲတာကောင်းတယ်အဲ့ခါမှာဆန်စီတွန်အီနော်နီဆိုတော့ကျဲကောင်းပါပဲဒီလိုပုံစံမျိုးဖြစ်သွားတာပါသူကကျဲစေချင်တာနော်ဒါပေမဲ့တကယ်ကမကျဲဘူးပေါ့နော်အဲ့ခါမှာသူကဇန်နန်နီအိုမိုနော်ဘာလဲဆိုရင်သူ့စိတ်ထဲမှာနော်တွေးလိုက်တာကျဲကောင်းပါပဲနော်ဒီလိုမျိုးတွေမှာတုံးတယ်စံပန်မိုင်းနီချီကနေချီယောဘိနာရာအေးနော်နီးတယ်နော်မိုင်းနီချီနေတိုင်းကနေချီယောဘိတနင်္ဂနွေနေ့နာရနော်အဲ့တော့နာရနောင်နာရနော်နောင်နာရဆိုတဲ့အခါကျနေချီယောဘိနာရာအေးနော်နီးတဲ့နော်တနင်္ဂနွေနေ့လာဆိုရင်ကောင်းပါပဲအလုံးမတက်ချင်ဘူးလေသူနားချင်တာနော်အဲ့လိုပုံစံမျိုးမှာသုံးတာပါဒီပတ်တန်လေးကရမ်းလွယ်ပါတယ်မင်းတို့တွေ N4 မှာဂျောခန်းခဲကိုနားလည်ထားရင်လုံးဝအောင်နော်ခံတန်းတဲ့ဒီပတ်တန်လေးကိုမင်းတို့တွေစမ်းစစ်ဒီလောက်ထိရှင်းပြစရာတော့မလိုဘဲနဲ့တော့မင်းတို့တွေရနိုင်ပါတယ်ဒါပေမဲ့လည်းတကယ်လို့မရဘူးနားမလည်ဘူးဆိုလို့ရှင်လဲစမ်းစစ်ကိုလာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်